မိတ်ဆွေကစကားပြောမြန်တာကိုထိန်းချုပ်ဖို့အတွက်ကြိုးစားနေတဲ့သူတယောက်လားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါကျွန်တော်တို့ဟာလူရှိသူရှိမှာစကားပြောရပြီဆိုလို့ရှိရင်အကြောင်းအမျိုးမျိုးကြောင့်စကားပြောမြန်တတ်ကြပါတယ်စိတ်လှရှားလို့ဖြစ်ဖြစ်အကျင့်ပါနေလို့ပဲဖြစ်ဖြစ်လောနေလို့ပဲဖြစ်ဖြစ်တခုခုကြောင့်စကားပြောမြန်တတ်ကြပါတယ်အဲ့တော့ဒါကိုကိုယ့်ကိုသိပြီးတော့မှလည်းပြန်ပြီးတော့ထိန်းချုပ်ခြင်းနဲ့စကားပြောမြန်တာကိုပြန်ပြီးတော့ပြုပြင်ခြင်းနဲ့ဆိုတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီဗီဒီယိုထဲမှာလေ့ကျင့်ဖို့အတွက်နည်းလမ်းလေးတချို့ကိုပြောပြပေးမှာဖြစ်ပါတယ်ဗျအဲ့တော့ပထမဆုံးလုပ်ရမှာတော့မိတ်ဆွေကစကားပြောတဲ့အခါမှာစကားလုံးတွေဝါကြတွေကိုတစ်ဆက်တည်းတစ်လျှောက်တည်းကျွန်တော်တို့မပြောသွားဘဲနဲ့အဖြတ်တောက်လေးနဲ့နားပြီးတော့ပြောသွားဖို့ဖြစ်ပါတယ်အဲ့ဒီလိုအဖြတ်တောက်လေးတွေနဲ့နားတဲ့အချိန်လေးမှာလည်းကျွန်တော်တို့အသက်ရှူပေးဖို့လိုပါတယ်ဒါကိုလည်းကျွန်တော်တို့လေ့ကျင့်ဖို့လိုပါတယ်ဒါကြောင့်မလို့အဖြတ်အတောက်လေးနဲ့စကားကိုနားပြီးတော့မှပြောပေးဖို့ဖြစ်ပါတယ်နောက်ထပ်နည်းလမ်းတစ်ခုကတော့မိတ်ဆွေနားမှာရှိတဲ့ကိုဖတ်ချင်တဲ့စာအုပ်တွေကိုယူလိုက်ပါပြီးရင်အဲ့ထဲမှာပါတဲ့စကားလုံးတွေစာသားတွေကိုကျွန်တော်တို့ကိုဖတ်နေကြပုံမှန်ထက်လျှော့ပြီးတော့ဖတ်ပေးပါဥပမာမင်္ဂလာပါကျွန်တော်ပြောချင်တဲ့အကြောင်းအရာကစကားပြောမြန်တာကိုထိန်းချုပ်နိုင်ဖို့အတွက်လေ့ကျင့်နည်းလေးတွေဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးစကားလုံးတွေကိုဖြည်းဖြည်းလေးနဲ့ဆွဲပြီးတော့နေ့စဉ်လေ့ကျင့်ပြီးသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အုံနောက်ကလည်းဒါကိုအလေ့ကျင့်ဖြစ်သွားမယ်ကိုယ့်ရဲ့ဒီစကားပြောတဲ့ပုံစံပေါ့နော်ဒါကလည်းအလေ့ကျင့်ဖြစ်သွားပါမယ်အဲ့တော့စာအုပ်ကနေကြည့်ပြီးတော့မှဖတ်တာအဆင်ပြေသွားပြီဆိုရင်တော့နောက်ဆုံးကိုပြောမယ့်အကြောင်းအရာကိုကိုယ့်နဲ့ကိုယ်အလွတ်တန်းပြောကြည့်ပါစကားဖြည်းဖြည်းပြောတဲ့အလေ့ကျင့်ရလာမှာဖြစ်ပါတယ်နော်နောက်ဆုံးအချက်တစ်ခုအနေနဲ့ကတော့မိတ်ဆွေစကားပြောတဲ့အတန်ကိုဖမ်းထားပါအဲ့တော့အတန်ဖမ်းပြီးတော့အဲ့ဒီအတန်ကိုကိုယ့်ကိုပြန်ပြီးတော့နားထောင်ကြည့်ပါအဲ့တော့ဘယ်နေရာမှာကိုပြောတာလိုအပ်ချက်ရှိသလဲဘယ်နေရာကတော့မြန်သွားသလဲဘယ်နေရာမှာတော့မှားနေသေးသလဲဒါတွေကိုကိုယ့်နဲ့ကိုပြန်ပြီးတော့သုံးသပ်ကြည့်ပါဒီလိုချင်းအဖြစ်လဲကိုယ့်ရဲ့အမှားတွေကိုယ့်ရဲ့လိုအပ်ချက်တွေကိုမြင်ပြီးတော့ကိုယ်ကိုယ်တိုင်ပြန်ပြီးတော့ပြင်ဆင်နိုင်မယ်ကိုယ့်ရဲ့အတန်ကိုကြားပါများပြီးတော့အလေးအကျင့်ရလာတာနဲ့အမျှကိုယ့်ရဲ့အတန်ကိုလည်းကိုယ့်ကိုပြန်ပြီးတော့ထိန်းချုပ်နိုင်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုပြောသွားတဲ့နည်းလမ်းတွေကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာလည်းမိတ်ဆွေတို့အတွက်အကျိုးရှိမယ့်ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါဦးမယ်ဗျကျေးဇူးများတင်ပါတယ်